ဘာလဲလောနေလောရှင်လောနေလောသူကကိုကြီးကိုကြီးပြောပါမင်းတို့ကြည့်ရလို့ပြောပါမယုံပါနဲ့မယုံပါနဲ့ကွာမယုံပါနဲ့ဟာမယုံပါနဲ့ကျွန်တော်ပါကွာရလည်းအသက်ကြီးကျမ်းမာရေးရလည်းတိတ်မကောင်းဘူးအမိတစ်ခုခုဖြစ်သွားလို့ရှိရင်အမိသမီးလေးအမိစိတ်ချမ်းသာတယ်စိတ်ချအောင်လေအမေသာကျမ်းမအောင်လေနော်ညီမလေးရဲ့တာဝန်ကားလို့ပြရယူရမယ်ဟောသွားပဲလေအမေဘာကြီးတွေးပြီးတော့ပြီးနေရတယ်ညီမလေးကိစ္စဘာမှစိတ်မပူနဲ့တားလို့ရှိရမှာမင်းနော်အမေမှဒီလိုလိမ်မာတဲ့သားလေးတွေရှိနေသေးလို့အမေစိတ်အေးရတာပေါ့ကွယ်ဟောဒါလည်းကိုကြီးကျွန်တော်တို့မှာအမေကလည်းအသက်အရွယ်ရလာပြီညီမလေးကလည်းအရွယ်ရောက်လာပြီဆိုတော့ကျွန်တော်တို့တောင်းရပိုကြီးပြီနော်ကျွန်တော်အလောက်သာသွားနေရတာအိမ်မှာကြံခဲ့တဲ့အမေနဲ့ညီမလေးကိုစိတ်မချဘူးဗျာဘာမှစိတ်ကောင်းစရာတွေမပြေးပါနဲ့ဒီလေးဟာညီမလေးနဲ့အမေရဲ့တာဝန်ဝေးတို့တယောက်တာဝန်ကြောက်မှာဘောညီလေးရဲ့ဒါတော့ကျွန်တော်ကြည့်ပါတယ်ကိုကြီးဟာဟေးနေလာနဲ့ဆန်းလာမင်းတို့ညီကိုမြောက်ဒီနေ့အလုပ်မလာလို့ဦးလေးလိုက်လာတာမှဖြစ်နေများမကောင်းကြလို့ကျွန်တော်တို့တယောက်ကနေကောင်းတယ်ဦးလေးဒါပေမဲ့အမေကတိတ်နေမကောင်းဘူးဗျာဦးခဏနေတော့မှဦးလေးကိုပြစ်လာတိုင်မလို့ကျွန်တော်တို့လေဟောရပါတယ်ကွာဒါဆိုလို့ရှိရင်လည်းမနေ့ကညလို့ရှိရင်တော့အလုပ်ဆက်ဆက်လာဆင်းပြပါကွာဦးလေးမှလည်းအလုပ်တွေကပုံနေပြီဟုတ်ကဲ့ဦးလေးရဲ့လက်ထက်ကဆက်ဆက်လာခဲ့ပါမယ်နော်အေးပါကွာအေးပါဒါဆိုရင်တော့ဦးလေးသွားလိုက်အောင်မယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့အေးဟုတ်ပြီဦးလေးဖုန်းကနေရလေးချပါအေးစိုက်တော့ဟုတ်ပါဒီနေ့ပါညတမတစ်ခါကမစကားထွက်လို့ကြီးတယ်လုံးနေတယ်လीမင်းတို့ကလည်းကွာမင်းတို့ပြောမှာပဲငါတို့ရက်သမားတွေကတိတ်ခါလုံးလုံးမရှိတော့ဘူးလားကွာအားလုံးဆန္ဒတယ်အေးကွာဟုတ်ကဲ့ဟဲ့ဘယ်ဆိုဟိုဆန္ဒဒါနေပြဆန္ဒပြောနေပါပြီတော့ဒီနေ့မင်းအလုံးသွားအောင်လောရကွာဒီမဲ့တွေတက်လေးလို့လုတ်နာနာတာဟာပါကွာမင်းရတယ်ဒါတွေကွာမင်းကဝတ်ထိုင်လာရထိုင်ဩဘယ်လိုဘာယုံမလဲအေးပြောဒေါ်ဒီရောမင်းညမတွေနေရောကောင်းရလားကောင်းပါလေကွာငါအမေနဲ့ညီမလေးကိုဘာလို့ညီကိုနှစ်ယောက်ကလောက်ကင်ကျွေးနေရတာလေအော်မင်းရက်တော့မင်းကြီးရောပါမလာပါလားဟာမင်းတို့ကလည်းသိရတဲ့နဲ့ကွာငါညီကဘယ်တော့မှရက်တော့ဘူးလို့လေငါတောက်ထားတော့မှငါညီကတားနေတာဒီကောင်ဒီရက်ဆိုင်ကိုဘယ်လိုလုပ်ရောက်လာမှာလဲဒီပါကွာမေ့သွားလို့မင်းမိတာပါကွာဘယ်လိုမင်းဟာရောက်ပါလေအဲ့ဒါဒီမပြောနဲ့ကဲရောဆန်းလိုက်ကဲတော့ရောတော့ချရောချကဲဆန္ဒမိလေးပါထားလိုက်ပါဟာကောင်းလိုက်တာကွာဒီရက်ကကောင်းရမယ်လေလူအဲ့ထပ်มาပေးမယ်တော့ထဲဦးပါကြီးဟာဒီရက်ကတော်တော်ကောင်းရတယ်ကောင်းရမယ်လေကောင်းရမယ်နော်ကဲတောက်လိုက်ပါဦးတောက်လိုက်ပါဦးတင်ရလေတော့ဒီနေ့တော့အလုံနာတဲ့နေနဲ့ကြိုက်တော့ကောင်းတယ်လောဝိုင်းကမိုးသွားပြီကွာโอเคမင်းတို့နေကြတော့ငါတော့လိုက်မှာကောနော်โอเคအဲ့ဒါထဲပါရโอเคရနေဟာလေမင်းထက်ကဘူးတော်ကြီးကကောင်းတယ်သူရဲ့မဟုတ်ဆက်စားရကျွန်တော်လည်းမှတ်ထားလိုက်စင်မတာအေးပါကွာအေးပါဒီမှာမောင်ကျွန်တော်မသေးလားအများလေးပြပါအဲ့ဒါပြီးတော့အများလေးပြောတာပြပါ
မနာနဲ့တားမယ်ရတားတားရဗျာ ပြေမသိလေပါဘူး အားရအကျွေးတစ်ခါရအကျွေး ဟဲ့ဒါသူတို့တောက်နေတော့ဆန်မှာကြောင်းနေရတယ် အမချစ်တဲ့တိုင်ပြန်လာပြီလေမေညီလေးနေလားညီမလေးနေမြအဲ့နေကြပြီလားကိုကြီးကိုလာခေါင်းလေဟိုမင်းရလေကွာဘယ်အချိန်ကြည့်ပြီလဲမိုးချုပ်နေပြီနည်းနည်းတူတူပြောစမ်းပါပတ်ဝန်းကျင်အားနာဖို့ကောင်းတယ်ကွာအေးပါညီလေးဟာကိုကြီးမားလာရှင်တောင်းမှန်ပါတယ်နော် မင်းကလည်းလေအရက်တွေမူပြီးတော့ပြန်လာပြန်ပြီစောစောစီစီလည်းပြန်မလာဘူးအလုတ်အားတော့လေအိမ်မှာနေပါအောင်လားဟဲ့ ဟုတ်ကဲ့ပါမေရဲ့တော့မဖြစ်စရာပါဘူးနော်မေနော်တော့မဖြစ်စရာဘူးမလို့နဲ့မင်းတော်အိမ်နဲ့တော့မလားလာညီလေးရဲ့ အပေါ်တဲ့လက်တော့စိတ်ရပါတယ်တော့တဲ့ ဒုက္ခပါပဲအမေကလည်းအသက်အရွယ်ရလာညီမလေးကလည်းမျက်မမြင်ဒုက္ခိတဒီရတဲ့အာကူရပါတယ်ဆိုတော့အကိုကြီးကအယက်သမားဖြစ်လာဘာဘလို့လုပ်ရမလဲဟာစိတ်ကြီးလည်းမြစ်ပါစိတ်ဆိုးနေလာရင်မင်းကကိစ္စအတွက်ကိုကြီးတောင်းမှမှာနော်ကိုကြီးရတယ်ဗျာညီကိုချင်းစိတ်ဆိုးကြလားကိုကြီးကဘာလုပ်လို့ကျွန်တော်စိတ်ဆိုးရပါလို့ကိုကြီးရဲ့ဝန်တောင်းလိုက်တော့ညီလေးရဲ့ အဖေဒီမှာကိုကြီးစံနာနဲ့ကိုကြီးနေလာလို့ညီတို့တွေအလောက်ကပြန်လာကြပြီလေ ။အော်အေးဟုတ်သားပဲ။ဒါနဲ့နေလာပါလား။ဒါမင်းတို့လည်းအလုပ်ပြင်မနေရောမလား။ရင်းနှီးချမ်းသွားကြအောင်။ကဲမင်းကိုရင်းနှီးတယ်လေ။မင်းတို့ငါမေးပါအောင် ဘာမင်းမလို့လဲဦးလေးရဲ့ ။မင်းတို့ညီကိုနဲ့ရောအိမ်အောင်ပြုတ်ရောအစီအစဉ်မရှိတော့ဘူး။ဟိုဘက်ရွာမှာအပြူကြီးညီမနှစ်ယောက်ရှိပြီဗျ။ချော့မှာချော့။ငါပြောပြီမယ်သိလား အမလုပ်ပါနဲ့ဦးလေးရဲ့ကျွန်တော်ညီကိုတွေကဒီတိုင်းတော့တော်တော်ကြက်နေပြီတော့ကြအိမ်တော်ပြုတ်လိုက်မှပဲကျွန်တော်ညီကိုတွေကငရဲဦးတဲ့ဇောက်ထိုးဆင်းသလိုဖြစ်နေပါအောင်မယ်ဗျာ ။ငရဲဦးရတော့စောင်းတော့မစင်းပါနဲ့ငါတူရ။ကဲဒီလဲဆောင်းနေပြီ။ကဲလောကကြီးယူသွားတော့ ဦးလေးလည်းရှင်းမနေပါနဲ့ဦးလေးရဲ့ကျွန်တော်တို့ဘာမှမလုပ်ရသေးတာ ဘယ်နဲ့မလောက်ရမှာလဲလှုပ်အားကဆိုတော့ပေးရမယ်တောင်းတော့ငါတို့တောင်းဝင်လေကွာကဲရော့ ပါမရနဲ့ပြေးပါဦးလေးရဲ့ကဲဦးလေးကျွန်တော်တော့နော် အေးဟုတ်ပြီ ရတယ်လုံးနဲ့နင်းနဲ့ကိုယ်ဖားတာတော့မကြောက်မင်းတော့ကြောက်တယ် ကျဲ ဒီနောက်လောလောနဲ့ရှင်မျက်လုံးမမြင်ဘူးလားဒီမှာလည်းချက်မှလည်းမနာဘူးအပြစ်လည်းပြောနေ ပြည့်တော်ရှင်းအောင်လုပ်နေတာဟုတ် ကဲရောက်နေလားကဲဒါကွာဒါထိုင်ကဲပြူဝဲရေထုံးစံတိုင်းအဲ့ဒါကောင်းလေးနှလုံးချမီးရောကောင်းလိုက်စေနော်အေးရောက်နေမင်းတို့အကြိုက်တော့ကွာဟွာတော့လိုအဲ့လို့ရှင်မကျန်တစ်ဆန်လုံးမရှိတဲ့အမီးတွေအရက်တွေတို့တွတ်ပဲ ဟဲ့ရမ်းမင်းဒီနေ့ဘာကူနေရလာပြီ ကိုရတော့ပေါ့ကွာငါတိတ်ရရှင်ပြူစုချတော့အကြိုက်တော့ကွာ ချရကွာတော့ရမ်းမင်းတိုက်တော့ကတော့ငါတို့လည်းတောက်နိုင်သဘောပေါက် လက်စောက်ပိတ်တာ ဟဲ့ရဲမယ်အမြဲတမ်းမင်းတို့တိုက်ရတယ်ကွာမင်းတို့တောက်တဲ့ရက်ကိုရဲမယ်ဘယ်တော့တောက်လို့လဲဟာဘယ်လဲဟဲ့အမီကောင်းကောင်းစားအရက်များများတောက်ဓမ္မငါများများရောင်းအောင်ပါနော်မင်းတို့လည်းကွာ ဟဲ့သူပြောတာကြားတယ်မင်းတို့စီကငါကတ်တော့ဘူးလားငါကြီးပဲတိုက်လက်စောက်အေးစီစီပိတ်တာတောက်မှာတော့စကားမများတော့ ချစ်လို့စတာပါကွာမင်း ဟဲ့ရဲမယ်
你后年到在追的哟，你到在追了，俺新北人咯，没新北人你别我们身上呢。 ခမရကိုကျုပ်ရှင်းပေးမယ်လို့ပြောတယ်မှာအဖွားကြီးစကားမရှိနဲ့ခမရပစောက်ပိတ်လား 哎，俺的话今天养的我呀，没那别的人呢，啊？ တော့ကတော့စိတ်မရှိဘူးကွာအာယုံနေနောက်နေ ကျင်းတော့မယ်ကွာငါတော့မယ်မင်းကကိုချူအမြဲလာလောက်ကြပါကွာမင်းအကျွေးကိုခမအကျွေးလေးပေးမယ်အခုကျွေးလေးပေးမယ်နော်ခဏခဏဆက်တော့မရှာပါနဲ့ 没对呀，不让新的人，新他对了嘞。 ဟာမင်းကွာသွားခွာလို့ရှာရှင်နဲ့ပေးပါပဲ ငါကြောက်မဆိုင်ချီရောခမရကိုလေကျွန်တော်တက်ခင်းတောက်တာမဟုတ်လား 哎呀，俺那你我人民呀，你老呗，俺。 အဲ့တော့ကျွန်တော်မေးရဲ့လာမေးတော့တောက်ကခမရပစက်ကတမျိုးမျိုးသိလားလောက်လက်လောက်တဲ့အိုက်တယ်အဖွားကြီး 我你追也不知道俺那边人，你看人家对手没 ဟာပြီးလို့တယ်ကွာ ငါပြောတာပြောမင်းကမင်းမအဖွားကြီးတော့မခေါ်ရတော့ငါကျစ်လို့မြန်လို့ထားပြီးတော့ငါမင်းမငါကျစ်လို့ခေါ်တာနော်ဒါမင်းအားပေးတော့ငါကျေးဇူးတင်တယ်နော်မင်းမကိုဆန်ကိုလာပြီးအားပေးရတယ်အဲ့လိုခဏခဏပြစ်တာမရှာပါနဲ့ 他听到你个地方你哪干的呀？对了。 မင်းတော်တော်ပြောတာဖြစ်တယ်မင်းကမင်းခွဲကွာခေါ်မင်း 就会冤就冤了。 ကျူဖေးငါတို့ထားပြန်ရမလားပြောအေးအဲ့ဆိုပြီးတော့မိမကိုပြောကွာအဖွားကြီးစိတ်ညစ် ခေါ်ရင်စကားများ ဟာအာယုံနေကွာဟဲ့တောက် 你个太太表演的叫做，新摇把我们那叫罗大呗嘛。 တို့တို့ဟာကိုယ်ဆိုင်ကိုတို့ညအားပေးတယ်မင်းပြောဆိုရလို့တော့ဘာကို တဲကြီးကဝဲလေရောင်လို့ဒီစကားပြောတခုမဟုတ်10ခုပြော 啊，对， ပြော 生男的嘛，现在人巧了，他们人心里面的苦啊，没有。 မင်းပြောမှငါလည်းသွားစီတာဟုတ်တယ်ဆန္ဒညမှာမျက်စိလေးမြင်နေတာစားခန္ဓာကိုယ်ချိုးစားစားအရှာလာတာငါလည်းသူစိတ်ဝင်စားတယ်ဒါပေမဲ့ဆန္ဒနဲ့ငါတို့ကတငယ်ချင်းဖြစ်နေတယ်မမျက်နှာကြောက်တယ်အေး အဲ့ဒါလေ ပြောရအောင်တော့ ပြောတယ်စိတ်ချမ်းကိုယ်ချမ်းလုံးမတက် ငါဘယ်တော့ပဲစိတ်ချမ်းကိုယ်ချမ်းဖြစ်ပါစေတော့အဲ့ရတော့ပါအေးကဲတော့ကွာတော့ကဲတော့ပြီးရင်ငါတို့သွားမယ်တရားနဲ့ကဲနော် 唱我。 ကဲချက်လုံးမယ်ကဲတော့ကွာကဲလားကဲရောက်မြင်တော့အနေရကွာငါနေ 哇ရေယုံလားအမီးယုံလား တော်ပြီ ငါတောင်းတော့အားပေးတော့ငါမင်းမအဲ့လိုပဲ အပေးမယ်ပြီးပတ်ဆက်ရှင်းခဲ့ အေးပါကွာငါမင်းမစိတ်ကောင်းပြီမယ်တော်လေးခေါ်တာတကူလေးပေါက်ဆိုးတာပါကွာ ဟုတ်ပါပြီကဲတော့တိတ်နာ OK 到啥地方多少 ဟုတ်ပြီအဲ့ဒါခါတယ်အဲ့ဒါနဲ့ဟုတ်ကဲသူပွဲရေပတ်စံကတော့အချွေပဲဘယ်ကမနာပေးပါပါစတာပေးပါ အဲ့လို အရင်အချွေးတွေပါရှူတာလဲပြတ်မအန်းနဲ့ အေး ခုကြတော့မလေးအဖွားကြီးတဘောမှာကဲအဲ့ဒါငါတို့သွားပြီနော် အေးမူမယ်နော်ပြေးသွားအာတော့ဒီချစ်တော့ပြောပါမင်းရလေတော်စကားများကွာခေါ်တော့စကားများ ဒါလည်းပြပြနေ တော့မတော်သေးပြေးတော့မလဲကြောက်မဆိုင်တော့ပြောပြော မရှိမိတ်လား ဒါပဲဒီကတော့ခေါ်တော့ချာစီဘူးမသိဘာကွေးပါ ဒါလည်းထက်ထက်ပြောနေကြကိုသိလား 你ခေါ်တာကိုချစ်ကြကောင်းတာဟိုမိမရဲ့ အဲ့ဒါနဲ့ချစ်ရမှာလို့ ဟာအိုဒီရောအိုဒီမဝဲတော့တော့တာအမကပြောတော့ချစ်လို့စားတာပါမိမ အမေစေးကန်းပြခြင်းနဲ့သားတို့ရဲ့အမေကိုစေးကန်းလိုက်ဖို့ပေးကြပါလား ဟောအမေရဲ့အမေနေမကောင်းလို့စေးကန်းသွားကြတာများတားတို့ခွင့်တောင်းနေစရာလိုလို့လားလို့အမေနေမကောင်းရင်တားတို့စေးကန်းပို့ပေးရမှာဗောအမေရဲ့ စေးကန်းပြရတာနဲ့စားဖို့တောက်ဖို့ရှားတာနဲ့ကြာလို့ရှိရင်ခဏကြီးရဲ့ကိုမေစေးကပြစရာရှိရပြလေးဆက်လို့ကိုကြီးရှာပေးလိမ့်မယ် ဟုတ်တာပဲအမေရဲ့ပတ်ထန်ကြောင်းဘာမှစဉ်းစားမနေနဲ့အမေနေကောင်းဖို့ရေးကြည့်တယ်တားတို့အခုစေးကန်းသွားပြမယ်လေကဲလူထ သမီးအမေစေးကန်းလိုက်ပြလာဦးမယ်နော် အမေတို့စေးကန်းတော့ပြနေတော့ဒီအိမ်မှာရေမိုးချိုးထားလိုက်အောင်မယ်လေ အေးပါအေးပါ ဒီမလေးနေထောက်နေရမှာကိုပြောမယ်နေပေါ့
မျက်စိကတိတ်မြင်တာမဟုတ်ဘူးနော်ရေချိုးခန်းထဲမှာတော့ကြချော်လဲလို့တခုခုဖြစ်နေအောင်နော် ကို ဒီဆိုင် ကြီး နော် ကိုအိမ်မှာကိုဘယ်နဲ့ပါရှိရဆိုညီမလေးသိပါတယ် အေးပါတော့ပြီးရင်ကိုကြီးကစေးခန်းလိုက်သွားလိုက်အောင်မယ် မင်းတို့တွေအကျဲကောတော်ပြီးပါပြီဟာအဲ့ဒါငါမင်းတို့တွေကိုငါတို့တင်ဆန္ဒတော့လေငါတို့တော့ပေးရမယ်လေသူ့မမြင်ဘူးဒီနေ့ဟာ သူဒီနေ့မလာဟုတ်တယ် ဟမ် ရမိုင်းမကြိုက်နေကောင်းပါလေဘူးမကြဟမနဲ ဟေ့အောင်ငါရင်ဒီမခံစားနိုင်တော့ဘူးကွာဟောဒီချက်ကိုကြီးပဲ ပြောကြည့်လေ အခွင့်ရေးဆိုတာနှက်ခါမရဘူးကွာအခွင့်ရေးဆိုတာနှက်ခါမရဘူးတော်ဝဲချင်းအနေထားလို့တစ်ချက်စောင့်ကြည့်ပြီအိမ်ထဲမှာလေဘူးမရှိတယ်မထင်နော်တယောက်မှလည်းရှိမှာတော်ဝဲချင်းအနေထားလေးကြည့်ပြီအားရင်မခံစားနိုင်တော့လို့ပါကွာအဲ့ဒါလေးကူညီပေးပါ ကူညီပေးမယ်စိတ်ချက်မိုင်းနည်းနည်းလေးတော့ရေးစိတ်တင်ရေးစိတ်တင် ရေးစီတယ်အရာတော့တယ်ဟုတ်လားဦးမစောင့်ကြည့်နေနော် စင်ပြေပါစေပြီးကြအောင်ငါတို့လည်းတောက်ပါအေးရတိုက်ကိုကြည့်ကိုကြီးမတပါကြည့် ဘာလို့လဲလောနေလောရှင်းလောနေလောသူကကိုကြီး မင်းတို့ကြည့်ရပြောပါမင်းတို့ကြည့်ရပြောပါမယုံပါနဲ့မယုံပါနဲ့ကွာမယုံပါနဲ့ဟာမယုံပါနဲ့ချစ်တော့ပါကွာ အဲ့တော့မင်းရောမမီလို့မဖြစ်တော့ဘူး ဘာစချောပဲထားစပါအခုကြောက်အောင်မယ်အဲ့ကြောင့်ဘာဖြစ်လဲ တကယ်ရှောင်းမဖြစ်ဘူး ကျွန်တော်နောက်တော့လေးစီနော် စိတ်ချ